ဟိုနေ့ memory stick တွေအများကြီးရှိတယ်နော်သိလား hard disk ရော CD SSD တွေရောအစုံရှိတယ်နော်အကုန်လုံးမှတ်ထားတယ်မင်းတို့ကတက်တိကံမရှိဘဲနဲ့ငါအရန်မပြောဘူးသိလားမင်း father စဖြစ်ခါစားမှာမင်း emotional ဖြစ်ပြီးတော့စိတ်လှုပ်ရှားပြီးတော့မင်းရဲ့ငယ်ဘောအကြောင်းမင်းတက်တိခံတဲ့အထဲမှာဖိုင်ရှိတယ်ငါမှာမင်းအကုန်ဖြတ်လိုက်ပြီဟဲ့လား Facebook သိလားမင်းသူများကိုသွားပြီးတော့ဆဲထားတာတွေရောဖာတယ်လို့ဘာလို့မင်းပါစက်ကနေသွားပြောတာတွေရောမင်းကိုယ်တိုင်မင်းနှုတ်ကနေပြောတာဖာတယ်လို့ဘာလို့မင်းသွားပြောထားတာအဲ့ဒီဖိုင်တွေငါမှအကုန်ရှိတယ်သိလားမင်းဦးကြောင်ကြောင်မလုံးနဲ့နော်သိလားငါအကုန် line ကိုတင်လိုက်မှာအေးဒါမှငါချင်းချောက်တာမဟုတ်ဘူးငါမဟုတ်တာကိုမပြောဘူးဆိုတော့ငါဒါမဟုတ်တာတော့မပြောဘူးမဟုတ်ဘဲနဲ့လည်းငါမလုပ်သူတော်ဘာကိုမင်းကငါမုန်းလို့လည်းပြောနေတာပေါ့ဒါမင်းဖားနေတယ်ဆိုတော့ထောက်ပြတာလည်းရှိတယ်ဘာတက်ထောက်ပြငါအကျိုးအတွက်မထောက်ပြငါလာကစားလည်းမဟုတ်ငါဒီအလုံးနဲ့ငါစီးပွားရှာနေတဲ့သူလည်းမဟုတ်ဒီအလုံးနဲ့ငါတမင်းစားနေတယ်ဘုရားသခင်ငါ့ကိုကြွေးနေတယ်သိလားဘုရားသခင်ကြွေးတယ်ဆိုလို့ဘုရားသခင်ဒီအလုံးနဲ့ငါ့ကိုကြွေးနေတယ်လို့မင်းတို့ထင်ဟုတ်ပဲသိလားကောင်းကင်ကနေထကြွေးနေတာဒီအလုံးမလုံးထဲကိုကြွေးနေသိလားအဲ့တော့ငါကမင်းတို့ကိုမနာလိုစရာလည်းမရှိဘူးငါကဘာကိုလုပ်တာမွန်မြတ်သောဧဝံဂေလိတရား sola scriptura ဘုရားသခင်ကငါ့ကိုဖော်ပြတာဟုတ်ပဲငါပြန်ပြီးတော့ share လုပ်နေမင်းတို့ကိုတိုက်ခိုက်တာမဟုတ်ဘူးဒါပေမဲ့မင်းတို့စိတ်ထဲမှာမင်းတို့မနာလိုလို့ငါထင်တယ်မင်းတို့နံပါတ်လာလို့စရာလည်းအကြောင်းမရှိဘူးငါဘုရားသခင်ရှိရပဲလားညှော်လင့်နေတယ်လားဘုရားသခင်ရဲ့စုကျေးဇူးကိုသာလေငါမျှော်လင့်တာဖြစ်တယ်တမလွန်မှာရှိနေငါရဲ့ပန်းလုံးတိုင်တို့ဆိုတဲ့ဟာကိုငါမျှော်လင့်ပြီးမင်းတို့ခြေမုန်းနေတာဖြစ်တယ်ငါဘာလဲမင်းတို့ရဲ့ချီးမွမ်းခြင်းကိုခံဖို့ငါဒါတွေလုပ်နေတာမဟုတ်မင်းတို့ကငါ့ကိုအယူလို့ပြောပေနဲ့မင်းတို့ကငါခြေမုန်းနေတာတဲ့လားပြောချင်တယ်လို့ပြောငါ့ကိုငါမင်းတို့ကိုခြေမုန်းနေတာဘာလို့လဲဒါမှတော့ရှုံချတယ်မင်းတို့လိုကောင်မျိုးနော်ကျန်းစာတခိုးဂျူဘီယာတခိုးတဆူတဘားသီးတို့ဂျူဘီယာတခိုးကျန်းတခိုးကလိန်ကကြစ်ကောင်မျိုးငါခြေမုန်းနေတာဖြစ်တဲ့ရိုင်းကိုပြောတယ်ငါဒါထားပါဒီလောက်ပဲသိအများကြီးပြောလို့လည်းဒါ mechanism crazy လောက်ပဲကျွန်တော်ထင် mechanism လောက်ပဲကျွန်တော်ထင်ဒါပဲတနေ့တက်ဖြစ်တော့သူ့ကိုချင်းကျွန်တော်သိဘာလို့သွားပြလာလဲကျန်းစာရပါဘုဆိုတော့မျိုးချင်းဖြစ်တယ်ကောင်းတယ်တော့ပြောဆိုဒီမှာကျန်းစာတော့ပြောတာပါအဲ့ဒီမှာကျွန်တော်တို့အားလုံးကိုဆက်လက်ပြီးမှကြည့်ရတော့အဲ့မှာတရားခုနေတော့မင်းမလောကီစင်ပြီးတော့ဘုဆိုတော့မျိုးချင်းဖြစ်တယ်ကောင်းတယ်တော့ယူရအောင်ပြောရတယ်ဒီမှာကျန်းစာတော့ပြောတာအဲ့ဒီကြာတိချာခန်းစက်ကိုလည်းထဲရလူလေမင်းမယူဟောမင်းလူလေဟောလိန်လာတွေ့လားမာတေမနာလေးတော့လည်းမပေါ်ဒီလိုလေဆရာတို့မင်းကမယူမင်းကငါ့အယူလို့ပြောပဲလေငါမျိုးအယူလို့မပြောဘူးမင်းကလူလေလိန်လဲလေတော်သားရဲဆွဲထုတ်မရသိလားဇနဘုတ်ကတော်သားဒါရောမလို့တို့ဗမာစကားပုံရှိရအဆင့်အဲ့လိုIQ နေတဲ့လူ EQ မြင်တဲ့လူနေတဲ့လူပဲအထက်ကိုရောက်သွားလို့ရှိရင်အန္တရာယ်ရှိတယ်မင်းကကက်သလစ်ဘာသာနာထဲမှာမင်းကိုရဟန်းဖြစ်တင်မြှောက်လိုက်တာကက်သလစ်သာသနာအတွက်တကယ်အမှားပဲတဲ့အမှားပဲမင်းကပုတ်ရဟန်းမင်းကြီးဖြစ်လာတယ်ဒါဘာသာရေးစစ်ပွဲပြန်ဖြစ်လာဖို့ရှိတယ်လားမင်းကပုတ်ရဟန်းမင်းဖြစ်လာခရိယာပါလားဒီထက်ပြိုကွဲဖို့ရှိတယ်လားအဲ့လောက်ပဲပြောတယ်ဆက်ပြောဒီလိုလေနည်းနည်းလွဲနေတယ်အဲ့ဒီမှာလွဲကြည့်အောင်ဆောင်တယ်သူနားမလဲကြအောင်ဆောင်တာလည်းဖြစ်နေတယ်တကယ်နားမလဲတာလည်းဖြစ်နေဒါတော့ကြည့်ရတိတ်level နေတယ်ပေါ့နော် IQ EQ နေတဲ့အတွက်နားမလဲတာလည်းဖြစ်နေတယ်နားမလဲကြအောင်ဆောင်ပြီးတော့လူလိန်လုံနေတာလည်းဖြစ်နေဒီဓာတိကျမ်းဆိုတာတမိုင်းကိုရေးတာပေါ့ဓာတိကျမ်းမဟုတ်66ကျမ်းလို့တမိုင်းကိုရေးတာတမိုင်းလို့ဖတ်တဲ့ကောင်ခရိယာမဟုတ်တမိုင်းစာအုပ်တော့ဖတ်တာခရိယာမဟုတ်အခုဖတ်နေတဲ့အချိန်အခုငါ့ကိုဝိညာဉ်တော်ကပြောနေတယ်ဖွင့်ပြနေတယ်လို့ဖတ်တာခရိယာအစ်ကအဲ့တော့ဓာတိကျမ်းဆိုတာဖြစ်ပြီးပြီဖြစ်ဆဲမရှိလာလိမ့်ဦးဖြစ်ခဲ့တဲ့အကြောင်းကလည်းဓာတိကျမ်းမှာမှန်နေတယ်
ဖြစ်ဆဲမရှိဆိုတာဖြစ်နေတဲ့အကြောင်းအရာလေဗျာဒိကျမ်းမှာမှန်းနေတယ်ဒါပဲနဲ့မသိဘူးလူရဲ့အမှတ်တမဲ့တမာတတိမရှိတဲ့အတွက်ဖြစ်ဆဲမရှိဘူးမဖြစ်ဘူးလို့ထင်တယ်ဖြစ်နေအခုမင်းဖြစ်နေတာမင်းကဘာဖြစ်နေဟမ်မင်းကအဲ့ဒီ mother's house ဆိုတာဖြစ်နေဒါပဲနဲ့တမာတတိမရှိတဲ့လူတွေမသိဘူးဖွင့်ပြခြင်းအထူးဖွင့်ပြခြင်းခံရတဲ့လူမှာမြင်တာ vision မြင်တာဒါပြောနားလေအဲ့ဒါဖြစ်ပြီးပြီဖြစ်ဆဲမရှိလာလေဦးမင်းနေတော့အပြင်လေနောက်ထပ်မင်းလိုလူထပ်ပေါ်လာအောင်အဲ့ဒါလာလိဥကြီးဆိုအဲ့ဒါဗျာဒိကျမ်းကနေတော့ဗျာဒိကျမ်းစကားတွေအတိတ်ကအကြောင်းမှာမှန်တယ်ပြစ္ဆုတ်ပံမှာလည်းမှန်တယ်ဒါပေမဲ့ပြစ္ဆုတ်ပံမှာမှန်နေမှလူတွေကမသိဘူးငါကဘုရားသခင်ဖွင့်ပြရတဲ့အတွက်မင်းဟာအဲ့ဒီ Harlos Beast Scarlet Beast ပေါ်မှာထိုင်နေပြည်တစားတို့ရဲ့အမိဆိုတာဘာသာတော့ Harlos ဆိုတာမင်းကိုပြောတာအဲ့ဒါမင်းက Catholicism crazy mechanism ဘာလို့လဲဖြစ်ဆဲမရှိမို့ဖြစ်နေတော့ငါသိဘာလို့ဘုရားသခင်ဖွင့်ပြရတဲ့အတွက်ဝိညာဉ်တော်ဖွင့်ပြတဲ့အတွက်ဗျာဒိကျမ်းကနေ vision ကိုမြင်နေတာမင်းကိုမြင်နေတာလားတော့မသိသွားပြီလေနောက်ထပ်ပျောက်သွားမှာမပျောက်ဘူးမင်းတို့နောက်ထပ်လူတွေပေါ်လာအောင်အဲ့ဒါဖြစ်ပြီးပြီဖြစ်ဆဲမရှိလာလေဦးနားလေနားမလဲငါခြေတော်ကိုလာစေဘာလို့ဆိုတော့မင်းတို့ကဝိညာဉ်ဖခင် spiritual father လုပ်ချင်တော့ spiritual father လုပ်ချင်တဲ့ကောင်တွေအားလုံးငါခြေတော်ကိုလာစေဘာလို့ယေရှုခရစ်တော်ခြေတော်ဆေးရမယ်လို့ပြောတော့မင်းတို့ဝိညာဉ်ဖခင်ယေရှုနဲ့တန်းတူရင်ပေါင်တန်းကျင်တယ်ဆိုရင်ယေရှုကတခြားလူတွေရဲ့ခြေကိုဆေးပြီးတော့ပေါ်ဝါနဲ့တုတ်ခဲ့မင်းတို့တုတ်တဲ့မြင်းနဲ့တုတ်ပေါ်ဝါနဲ့လာတုတ်ချင်ငါခြေတော်ငါမင်းတို့လိုင်းပေါ်မှာဝိညာဉ်ဖခင်ဆိုတာဟုတ်ပါတယ်ဆိုရင်ငါထောက်ခံပေးတဲ့လားမာတင်မနာလေမင်းကဖာသာပါဆိုရင်ငါခြေတော်လာစေတကယ်ဆေးတယ်နော်ဟိုဘီလို့ပုတ်ရဟန်းမင်းကြီးအခါနာနဲ့ကိုဆေးတာအဲ့လိုလာဆေးဆိုရင်တော့ဆေးချိန်မှဆေးပဲအခါနာနဲ့သူဆေးကျင်တဲ့လူကိုခေါ်ဖိတ်ပြီးဆေးရင်ဆေးမယ်အခုငါလို့ခေါ်ပြီးတော့ဟဲ့လာဆေးမင်းကဝိညာဉ်ဖခင်နဲ့ခေါ်မယ်ဆိုဘယ်သူမှဆေးမဲ့လူမရှိဘူးမင်းလည်းဆေးမှမဟုတ်လာဆေးမင်းဝိညာဉ်ဖခင်လို့ခေါ်တယ်ငါလားလို့ပါမင်းတညာအိတ်ထားတယ်ငါလားလို့ပါခေါ်ကြည့်ငါချက်တော့လာဆေးမလားလို့ငါဆေးမင်းတို့ဝိညာဉ်ဖခင်လို့ခေါ်Roma Empire, Roma အစိုးရသူတို့ဒီမှာပြောတာကတော့တဘိုးတရားလေးပေါ့နော်ဒီမှာအဲ့ဒီပြည်တဲ့ဒါရဲကနေပြည်တဲ့ဆိုင်ကိုပုံတယ်โอเคလူစံတပညာရှင်တို့များပြောတဲ့ဟာဒီဟာကဒီဂျူးလူမျိုးတွေနဲ့ဂျူးခေါင်းဆောင်တွေနဲ့ရောမပူတွေကပေါင်းပြီးတော့နော်အဲ့မှာအရှင်စုကိုတို့တတ်ခဲ့တယ်အရှင်စုတေဖို့အရေးတော့မှတို့ပေါင်းတယ်ဂျူးလူမျိုးအဲ့ဒါကဖြစ်ခဲ့ပြီနော်ငါအခုပဲပြောတာဖြစ်ဆဲမရှိလာလဲဗျာဒိကျမ်းကအဲ့ဒီအကြောင်းကိုပဲရေးထားတာမဟုတ်ဖြစ်ဆဲမရှိဆိုတာအခုမင်းဖြစ်နေတာကိုမသိဘူးဖြစ်နေတာဟဲ့လားတမာတတိမရှိတဲ့လူတွေမသိဘူးဒါပေမဲ့တမာတတိရှိတဲ့လူတွေသိတဲ့အတွက်မင်းတို့ကိုဆွဆွဲနေတာအဲ့ဒါဟာလောဘာသာတော့ဟာလောဆိုတော့ဖြစ်ကက်သလစ်အတင်းကိုပြောတာဆိုပြီးတော့ဆွဆွဲနေတာအဲ့ဒါဖြစ်နေတာအခုလောလောဆယ်ကိုမင်းဖြစ်နေတာမင်းငါမျက်စိထဲမှာမင်းကိုမြင်လာငါအရင်အဲ့ဒါကိုလက်မခံဘူးဒါမင်းတို့ဒါတိုက်ခိုက်တာပဲလို့ငါအဲ့လိုတော့ပြောခဲ့ဘူးလေဒါပေမဲ့မင်းကိုမြင်ကြည့်နေဘိုင်ဘယ်ထဲမှာအဲ့ဂါရီဆက်ခွန်ကနေဒေးရှင်းပြလာတာဘာဒီမနာလင်ကိုကြီးတဲ့အဲ့ဒါ Mother of Halos တဲ့သားရဲ့ဒီပုံပေါ်ထိုင်တယ် Mother of Halos အဲ့ဒါ vision ကိုမြင်တာနော် vision ကိုမြင်လာဆက်သွားအောင်သူရှင်းပြနေတာပေါ့ဗျာရှင်းပြပြီးတော့ तू မဟုတ်ကြောင်းဟိုနေလို့ပေါ့နော်ငင်းချက်ထုတ်နေတာပေါ့ဒါတော့ပါပဲကျွန်တော်အဲ့ဒါဆွေးနွေးနေတာပေါ့နော်ဆွေးနွေးတင်ပြနေတာဒီဘိခင်အတင်းတော်ဆိုတာမှားပါတယ်လုံးဝမှားပါတယ်ဒါဟာapprove မဖြစ်ပါဘူး biblically အဖြစ် approve မဖြစ်ဘူးဒါဟာယောဟန်အမည်ရှိသောသူတယောက်ကိုသာတယ်ဘုရားသခင်ဆေလွတ်တယ်ကက်သလစ်အမည်ရှိသောပေတရုကိုမဆေလွတ်ပါဘူးနော်ပေတရုကိုမဆေလွတ်ပါဘူးနောက်မိမမွေးသောသူတို့မှာဗက်တိဆန်ယောဟန်တဲ့တာ၍ကြီးသောသူတစုံတယောက်မှမရှိလို့ပြောတဲ့အခါဘယ်သူကိုပြောတာပေတရုထက်ကြီးတယ်လို့ပြောတာမာရိထက်ကြီးတယ်မိမမွေးတဲ့သူပဲယောဟန်ဘာလို့ဘုရားသခင်ပြောနော်နောက်တစ်ခါနောက်တစ်ချက်ယောဟန်ရဲ့ဗက်တိဇေယတရားတွေလူကဖြစ်တယ်လို့ဘုရားကဖြစ်တယ်လို့မာတိန်မနာလင်ဖြေလို့တဲ့ယေရှုခရစ်တော်နှစ်နှစ်ထောင်ရေးခဲ့တာလို့မင်းပြောခြင်းပြောအောင်ပါခဏမင်းကိုပြောနေတယ်မင်းပြန်ဖတ်ကြည့်လိုက်ပြန်ဖတ်ကြည့်အခုမင်းဖတ်တဲ့အချိန်မှာယေရှုကမေးနေတယ်မာတိန်မနာလင်ယောဟန်ဤဗက်တိဇံလူကဖြစ်တယ်လို့
ဘုရားကဖြစ်တယ်လို့မင်းကိုမေးလေမင်းမယုံဖတ်ကြည့်လိုက်အခုဖတ်ကြည့်အခုမေးလေမင်းကိုပြောလေအဲ့ဒါအသက်ရှင်တော်နှုတ်ကပတ်တော်လို့ခေါ်တယ်မနာလေနိုဒမင်းဟမ်မနာလေနိုဒမင်းအသက်ရှင်တော်နှုတ်ကပတ်တော်ဒါမင်းဖတ်နေတဲ့အချိန်ပါမနာလေယောဟန်အမည်ရှိတော်သူပြောဘုရားသခင်ဇေလို့တာမဟုတ်ဘူးလားလို့မင်းကိုမေးလေယောဟန်ဗတ္တိဇံတရားလူကဖြစ်တယ်လို့ဘုရားကဖြစ်တယ်ရှင်ဝခရအခန်းကြီး21မှာမင်းပြန်ဖတ်ကြည့်လိုက်ပေတျုကိုတော့ပေးထားတယ်ဆိုတော့ယောဟန်ရဲ့ခေါင်းငင်ဝင်ခွင့်ဟာပေတျုနဲ့ဆိုင်ဟမ်ရှင်ဝခရအခန်းကြီး21ကိုပြန်ဖတ်ကြည့်လိုက်နောက်ဆုံးပိုင်းဖတ်ပြလိုက်ပါကြားလဲကြားပါယေရှုချစ်တော်မူသောယေရှုချစ်တော်မူ၏အထက်ကညစာစားသောအခါယေတော်ကိုပြီး၍ပြောင်းလဲယေတော်ကိုပြီးပြောင်းလဲဆိုတာအဲ့ဒါယေရှုချစ်တော်မူသောသူယေတော်ကိုပြီးနေတယ်ဆိုတာအမြဲတမ်းယေရှုကချစ်တယ်ဘာလို့လဲအဲ့တမန်တော်ကြီးယောဟန်ဗတ္တိဇံဆရာယောဟန်နဲ့မယောနဲ့တော့တမန်တော်ကြီးရှင်ယောဟန်အဲ့ရအောင်ပြောတာတခင်တဲ့ကိုတော်အနန္တောသူကအဘယ်သူနည်းဟုမေးတယ်ဆိုတာအဲ့ရှင်ယောဟန်အောင်မေးတာရှင်ယောဟန်မေးတာယေတော်မှီပြီးတော့မေးတာယူဒရှကာယောကဘယ်သူလဲလို့မေးတာအဲ့ရှင်ယောဟန်ကိုကျွန်းနေတာတမန်တော်ရှင်ယောဟန်နောက်တော်သူလိုက်ဒီကိုတဲ့ပေတျုတဲ့ရောင်းဟာလည်းနောက်ကိုလိုက်လာတယ်ရှင်ဝါပေတျုကမြင်တယ်အဲ့တော့ကမင်းတော့မောင်ပိုင်စီးရတယ်ဟမ်မင်းကက်သလစ်ကမောင်ပိုင်စီးတာပေတျုကမောင်ပိုင်မစီးဘူးဒါကြောင့်မို့ပေတျုကကားတိုင်ဆောင်ထိုးနဲ့တောင်းဆိုပြီးတော့ကက်သလစ် crazy mechanism ကိုလမ်းညွှန်သွားတာမင်းတို့ကအဲ့ပေတျုကိုဘာလို့လဲ social abuse လုပ်ပြီးတော့မင်းတို့အာဓမ္မတိမ့်ပိုက်ဓမြတိုက်ပြီးပေတျုကမင်းတို့ရဲ့မူရဲအတင်းတော်ရဲ့အစပါပုတ်ရဟန်းမင်းအစပါလို့မင်းတို့တတ်မှတ်တာဒါကအဲ့ဟာ wrong ဆိုတော့ပေတျုကကားတယ်ကိုစောက်ထိုးလိုက်တာအဲ့ဒါဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားတယ်အဲ့ဒါအဲ့ဆိုင်ကမင်းတို့ကိုညွှန်းနေတာကားတိုင်းစောက်ထိုးဆိုတာမင်းတို့ကကားတိုင်းစောက်ထိုးပေတျုကိုညွှန်းခဲ့ပေတျုကိုမင်းတို့ကဓမြတိုက်ပေတျုနဲ့မင်းတို့နဲ့ဘာမှမဟုတ်ပါဘူးမပါတဲ့ဘူးသိလားမင်းတို့ကက်သလစ်အတင်းတော်တခင်တဲ့ဤသူ၌အဘယ်သို့ဖြစ်ပါလိမ့်မည်လို့မေးလျှောက်တယ်ယေရှုကငါကြွလာသည့်ကာလတိုင်အောင်ထိုသူကိုရှိနေစေခြင်းငါအလိုရှိတယ်တင်ဒီအဘယ်သို့ဆိုင်လဲတင်မူကငါနောက်သို့လိုက်တော့မင်းနဲ့ဘာဆိုင်လဲပေတျုရဲ့ယောဟန်ရဲ့ဧဝံဂေလိလုပ်ငန်းဘုရားသခင်ဘုန်းတော်တင်ရှားကိုဧဝံဂေလိလုပ်ငန်းမင်းနဲ့ဘာဆိုင်လဲမင်းတော့နဲ့ဘာဆိုင်လဲဦးဘာတင်မနာလဲမင်းတော့ရှိတယ်ဆိုမင်းတော့နဲ့ဘာဆိုင်လဲယောဟန်ရဲ့တဲ့ယေရှုကငါကြောက်လာသည့်ကာလတိုင်အောင်ထိုသူကိုရှိနေစေခြင်းငါအလိုရှိတယ်တင်ဒီအဘယ်သို့ဆိုင်လဲတင်မူကငါနောက်သို့လိုက်တော့မေးတယ်ထိုစကားတော့ကြာညီကိုတို့ကတပည့်တော်ကြီးမသေးရဘူးမသေးဘူးလို့ထင်ရတယ်အဲ့ဒီကအနဲ့ပြန်တာဟုတ်လားဘာလို့လဲ analogical language symbolic language ဟော other than new tense unknown tense symbolic language figurative language အဲ့လို language ဖျားစကားဖြစ်တဲ့အတွက်လူကနားမလဲဝိညာဉ်တော်ပေါ်ပြမှာဒါကြောင့်အဲ့ရှင်အဲ့လူကိုမသေးရဘူးလို့သူတို့အဓိပ္ပာယ်ပြန်ကြတယ်ဒါပဲထို့သို့မဟုတ်နော်မတရားအနှံ့အပြားပြောဆိုကြတယ်သို့တော်လည်းထိုသူဒီမတရားဟုယေရှုမိန့်တော်မူလို့ငါကြွလာဒီကာလတည်းထိုသူကိုရှိနေစေခြင်းငါလို့ရှိတယ်ဒီအဘယ်သို့ဆိုင်တယ်မိန့်တော်မူတယ်အဲ့လွန်ခဲ့တဲ့နှစ်2000ရဲ့အနန္တန်တန်တညံတော်တပ်ပေမြုတညံတော်နဲ့ဟဲ့လားမောင်ပိုင်စီးမယ်ဆိုတာယေရှုကသိတယ်ဟဲ့လားဒီမနာလေဆိုတဲ့ကောင်ကက်သလစ် crazy mechanism ကက်သလစ်ပိုင်ပစ္စည်းပါလို့ပြောမယ်ကက်သလစ်မှကောင်းကြီးမပေးမင်းတို့ကယ်တင်ခြင်းမရနိုင်ဘူးလို့လုံးမယ်ဘောင်ပိုင်စီးမယ်ဆိုတော့ယေရှုကအနန္တညာတော်နဲ့တက္ကိ2000နဲ့ကနေပြီးတည်တဲ့အတွက်အခုမင်းကိုပြောတယ်မင်းဖတ်ကြည့်လိုက်အခုမင်းကိုပြောတယ်မင်းနဲ့ဘာလို့ဘာဆိုင်လဲပြောဟာ God bless you everybody တော့ပဲတိတ်ရှည်သွားပါဆိုတော့အများကြီးပြောစရာရှိတယ်နောက်မှကြိုထပ်ပြောeverybody God bless you the mind is to brainwash them don't you and historical location is as well I don't know the mind was yeah